radio နော်ကဲအဲ့ဆိုရင်ကဲတန်လေးကိုပေါ့နော်အဲ့ဒါကျွန်တော်ဟိုလောက်ပြပါမယ်နော်ဟိုကျွန်တော်မကအကောင်တော့မယူဒါပေမဲ့ဒီဘက်ကဟာတော့အကောင်ယူမယ်ဒီတပုံရိုက်တဲ့ဟာလေးပဲမယူရပါဘူးနော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်လုပ်ပေးထားပါမယ်ကျွန်တော်အများကြီးတစ်ပတ်ကိုကြာတွေ့ရဆရာတွေ့လားတစ်ခါကြည့်ကြည့်ပါဦးခင်ဗျာကျွန်တော်တမင်ကြီးဆက်ပြီးတော့တောင်းလို့ပါကျွန်တော်ကြည့်ကြည့်ပါမရှိတော့ပါကျွန်တော်မရှိတော့ပြောတာပါတစ်ပတ်လောက်ဆိုပါတယ်မရှိတော့ဘူးဟုတ်ကဲ့ပြီဒီမှာရှူတော့လိုက်တော့မယ်နော်ကျွန်တော်ကျွန်တော်လက်ဆောင်ပိုက်ကလေးထုတ်ပေးပါမယ်နော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်လက်ဆောင်အိတ်ကလေးနဲ့ထုတ်ပေးပါမယ်နော်ကျွန်တော်ဒီဘက်ကလေးထုတ်ပြမှာလားဟုတ်ကဲ့ကျွန်တော်ဒါဒီမှာထုတ်မှာနော်ဟုတ်ကဲ့ပါနားဆက်ဆက်နေနော်ဟုတ်ကဲ့ပါဒါလေးပဲနော်โอเคအဲ့ဆိုကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါတော့ရတယ်တော့ရသူအဲ့တော့မှဖြစ်ပါရဲ့ကြပါမယ်ကျွန်တော်ဘောနော်တမီးပေါ့နော်ဒီနေ့သမီးပေါ့နော်အတန်လေးနဲ့ဝင်းလေးပေါ့နော်ဝင်းချင်းတော့ဖြစ်နေတာခါကြတော့နော်ဒီကမီတီဗီပါလေးတက်မှာသမီးလေးချတော့လေဟုတ်သမီးဒါထိပ်ပြီးခိုင်းမလားထိပ်ပြီးခိုင်းနော်သမီးနော်ကဲဝတ်တာကန်တယ်လေပြန်မတက်နဲ့ဦးနဲ့ကြောင်းပြီးမှတက်ကျောင်းရှိမှရှိမှတော့တေးရပေါ့ငါကဲလည်းလုံးဖို့ရှင်အမေရပြောနေအောင်လို့နေပြီနော်ခရီးရောငါတက်သမီးတောက်မှာလား
ဆော့မလားဆော့မယ်အဲ့ဒါဘာဖြစ်တာလဲဟာချက်သမီးလေးချက်မကိုင်းနဲ့အဲ့ဒါကြီးမကိုင်းနဲ့လာนี่ဘယ်ဖြစ်ရမှာတော့လေးချုပ်ပါအောင်သမီးလေးလာချိုးနေနော်မဆိုင်လားဆိုင်ဒီမှာကြည့်နေတော့ထုတ်သမီးလေးပေါ်ကြည့်နေရတယ်မလေးလာဘနူးလေးနဲ့နေနော်မလုပ်ပေးပါမယ်နော်မလေးရှင်နော်နည်းထွက်နေတော့မလေးအဲ့လေနော်တော့ပြတ်ပေါင်းအောင်ဟုတ်သမီးရေဟဲ့တော့ဘိုးတကြတယ်ခလေးတော့ကြည့်အောင်လားသမီးရေဘာဖြစ်လို့လဲဟိုမှာပေါ့နမနာညညအေးခလေးကိုမနဲ့ချင်တယ်လို့ရှင်ကိုဘိုးဘာဖြစ်တယ်လဲဆိုတော့သမီးအောင်လေအေးဟုတ်တယ်ကြောက်သမီးက gift ဆောင်အဖေထုတ်ချင်တယ်ပေါ့ဟုတ်ငဲ့တယောက်ကိုတပူးချင်းသမီးတပူးဆိုကိုလည်းတပူးလို့သမီးအကြီးဆုံးဆိုသမီးကတပူးဆိုရတယ်နော်တူပါပဲလို့ပြလိုက်တယ်နော်သမီးကိုအိတ်ချပါဟုတ်တရားလို့ဖြစ်ပြီပေါ့လေကျလာသမီးလာတိုင်းကြည့်ရအချာဟာတရားငါဆက်ချင်းတော့ဖြစ်နေပြီပဲလာသမီးရအမလာသမီးဖြစ်အဲ့လေတော့ပြအဲ့လေမ
ရအောင်လက်ပြက်ဘူး ဘာဖြစ်နေလဲဟုတ်တယ်နော်အဖြတ်ကူရများလားထားလိုက်ပါလာ ဘယ်လိုကလည်းဒီချ လာခလေးကိုဟိုဟာမောက်တော့ပြရအောင်အေးဟုတ်တယ်ကြောက်ဟာပါမလည်းမသိပါဘူးအကြည့်တော့မယ်ဟာဇွန်ဘီဝေပဲဇွန်ဘီဝေလာနေပြီခလေးရောအမေလာလိုက်ခဲ့ခိုင်းလိုက်ဟုတ်တယ်အေးဟုတ်တယ်ကလေးတွေပြုတ်စီလာဟုတ်တယ်ထားလိုက်ပါညာအဲ့ဒါကြောင့်မရှိဘူးဇွန်ဘီရခဏလာပါလေနော်ဟာဇွန်ဘီရခဏလာမယ်လေဟုတ်တယ်လေဘာဖြစ်မလဲဟုတ်တယ်ဘလို့တော့ဟဲ့မင်းလုံးခလေးကိုတိတ်လိုက်တော့ဟုတ်တယ်သမီးကိုလည်းတိတ်ခံလို့သမီးတို့ချက်ဟုတ်လောအမေယူခဲ့မလို့ယူခဲ့လာသမီးတို့เนี่ยအဲ့လိုချေဒီပေါ်အမေဝယ်စားယူခဲ့မလို့ဟာလိုက်လာဟုတ်တယ်ဟယ်လိုဟုတ်ကဲ့လာတော့မှာပါဇူမီရဲ့ခဏနေမကြခင်လာတော့မှာအတွက်ကြောင့်ဘယ်လိုပြောရမလဲအထင်းလေးတွေပါလေးတွေလေရှိလို့ရှယ်တော့ထားပါလို့ပြောချင်ပါတယ်ဇူမီလေးဝင်လာပါပြီနော်ဇူမီလေးလာပါနော်ဇူမီဟာဇူမီလာတဲ့အဖေခလေးတဲ့ဟိုင်ဝန်ခလေးဟာလည်းယူပြီးလိုက်တော့ဟုတ်တယ်တကယ်နေရမယ်ဟာရရှိဆက်လိုက်ပြီတော့မင်းလည်းဒီမှာထုံပလိုက်တဲ့ညာပဲဟုတ်ပါအဝတ်ချက်ကိုဘယ်မှာထားမလဲဘာမှမဖြစ်ဘူးလေဒီမှာခဏထားလိုက်အောင်လို့ဆရာငါတို့ကသွားပြမှာလေအေးရခလေးကိုလုံးလို့ရတယ်လေလုံးလိုက်တော့ဆက်ပြီပြပေးလိုက်တော့အဲ့ဒါပြပေးလိုက်တော့အဲ့ဒါဟာကျမလည်းလည်းရဲခက်နေရဟာဒါရဲ့ဒီလာပါတဲ့ဒီမှာခဏတန်းစီထားလိုက်ဆိုအလုပ်မရှိတော့လို့ရပ်ကလေးဝတ်တယ်ဒီနားမှာထားလိုက်ဒီမှာထားလိုက်ရသေးတယ်အဖထားလိုက်အဆင်ရတယ်အဲ့နာနဲ့ပိတ်လိုက်တော့ဆက်လာအဲ့ဒီတဲလိုဝယ်လာနေမှာဟုတ်တဲလိုဝယ်လာဟုတ်ပါကဲခလက်လို့အတိုင်းရလိုက်တော့โอเคရပြီဝီကဲအဆောက်ဦးကိုငနေလောက်တာပါလာတော့ပါမယ်ငနေလောက်တာကြတော့စကပ်ပလေးပါပဲနော်ဝီ
ရအောင်လေကလေးနှစ်ယောက်ကိုအဲ့ဒါမှထားလို့မရအောင်ဟုတ်တယ်လေဟုတ်တယ်ကလေးပြောပါလေကလေးရောလို့ကလေးပြောပါလားတော့ကလေးရောပြောပါလေဟုတ်တယ်လေကလေးရောကလေးရောဟိုမှာပဲကလေးကတော့ညက်နေတယ်เป็นကလေးရပဲတော့အမနဲ့သမီးနဲ့အိတ်ကြအမအဲ့ရအောင်လားSoccer play လာပါတော့ Soccer play လာကြပါတော့ဟလာလာဒီမှာပေါင်းနေလာလာလေးလာတော့လေးလေဖတ်တယ်你的慢点。你爱的慢点的。爱的慢点吧。Cleary. Cleary. 查လို့ရပါပြီနော်။ဒီမှာတော့ရလေးရလို့ထားလို့ရပါတယ်နော်။ဗတိတက်လေးဝေးထားလို့ရပါတယ်နော်။အဲ့တော့ဘယ်ညရောလဲဗတိတက်နေရပြီဘက်ကိုလာလေးရပါပြီနော်။ဟာလာပြီထော်လေးရတော့လာရပြီဒီချရာမေငါတော့ဒီနမနေမလဲဆိုတော့မသိသေးဘူးတက်တက်တော့သွားရမယ်အခန်းထဲသွားပြီးတော့မှကလေးရဲ့ဆောက်ဦးအပေါ်အခန်းကိုပွားရမယ်ဟာကဲကြပါအကလေးဖွာကဲကြပါအမဘာမှမဖြစ်ဘူးနော်Second play ပဲပါ Second play ပဲပါ Second play ပဲပါ Second play ပါပါ Second play လေးပါ Second play ပဲပေါ့နော်မိုးရွာတာပေါ့နော်မိုးရွေးချယ်တာ Second play ပါပဲCrazy second play ပါမင်းရပါစက္ကန့်လဲလို့စက္ကန့်ဘွယ်ဖြစ်တယ်မမတင်နေကဲအဲ့လိုအချေဒီမှာလည်းပြီးဆုံးပါပြီအချေလို့လောက်ပါလားလောက်စားပါကဲအများကြီးတွေ့လို့မရဘူးเนาะပြောတာလေမိနစ်တွေတော့များနေတာ20လောက်ပဲကောင်းတယ်အဲ့ဒီ30နဲ့ပြင်းနေကြည့်တော့ပဲပါ
တဲစက်ကဖလေပါပဲနော်လို့ပါနော်အဲ့ဒီထဲမှာဝေပုံးနေလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဟိုပြောပြတာပေါ့နော်ကျွန်တော်ကပြောပြတာပါညာအဲ့မှာပုံမရအောင်ဆိုရင်ကျွန်တော်တို့တင်ရတော့သွားပြီးပုံးပါ ဘာလို့နေနေတာပြောပါတကောင်ကြောကြရင်ဘိုက်ဆောင်လာလို့ပဲလို့ဝင်လာလေ ဒီတော့ရပေါ့ ကဲအကိုကဒီနားမှာဆဲပါ ဒီကတော့ထိုင်တာ ဟုတ်တပိတ်တိုင်းတယ်ရေရှင်ရဖြစ်တော့အတွက်ကြောင့်အဲ့ကလေးရဲ့ပြုစုမွေးရအနေဆက်လို့ရှောက်ပေးနေပါနော် ဝေး လာပြီမလေးချလာပြီရေချလာပြီဟုတ်တယ်မမမလေးဆိုအပြင်မှာတော့မှဖြစ်ပါရဲ့နော်တော့ထောင်နေမှာတော့မှဖြစ်တယ်แต่မထိုင်နေတော့ကဲလာကြမလာကြညလာကြပါနော်ဖိတ်ခေါ်ပါဒီနောက်လာကြလို့ဖိတ်ခေါ်ပါလေကျွန်တော်ဒီနောက်လာကြလို့ပြောပါနော် တဲ့ကြော်တော့လို့အဲ့ဒါမမီအဲ့ဒါနောက်နေကြရင်နောက် တဲ့ဒီရက်ပြီးဆောင်ပါပြီဒါရက်ပြီးဆောင်ပါပြီဒီတော့ကတော့ပြီးဆောင်ပါပြီပေါ့နော်အလုံးမဘိုင်